coffee card ခွက်ကိုမင်းသွန်လိုက်တာပါဆိုတဲ့တခြင်းလေးတွေကအတိုင်းတဘာဝ coffee ရဲ့ခါသက်ခြင်းကိုညှင်းဆန်မျက်ွယ်ပြုတ်တတ်သူတွေကြုံမှုမှာပါဒါပေမဲ့တဘာဝ coffee စစ်ကိုရိုးရိုးသားသားဖြော်ထားတဲ့လူမရောတကြားမရောတဲ့ coffee ခွက်ကိုစိမ့်စိမ့်တောက်တတ်သူတွေ coffee ရနံ့ကိုရှူရှိုက်ရင်းကနေချိုသောစိန်သောလိုရာရောပြီး coffee ရဲ့တန်ဖိုးကိုအကျိုးရှိရှိအသုံးချတတ်သူတွေကတော့နှမျောမိမှာသိကြပါတယ်ငယ်တုန်းကကျွန်တော်အိမ်မှာအဖိုးဖြစ်တဲ့ဖေဖေကြီးက black coffee ကိုခရအားကြီးတဲ့ဖြော်ထားလေးရှိတာမို့နှုတ်မပါတကြားနဲ့ coffee မဲကိုစိတ်ကြိုက်တောက်ရင် coffee ဆိုတာဒီလိုလို့အမှတ်ထားခဲ့ပြီပါတကယ်လဲရတာရှိတန်ဖိုးရှိတဲ့ coffee တစ်ခွက်ဟာချိုဤပြစ်လဲပေါင်းဆက်ဖန်တီးခြင်းတွေကင်းမဲ့တဲ့တဘာဝအရသာစစ်ရှိဖို့လိုပါတယ်လူချင်းချင်းဆက်ဆံရမှာလဲတဘာဝ coffee စစ်လို့အရသာမှန်အဖို့တန်တော့အရာကိုတန်ဖိုးသည့်လူနဲ့အ ਨੇ စုကဒါလက်ခံတတ်ကြပြီပဲအများစုကတော့အသင့်ဖြော် coffee တို့မှာနို့နဲ့တကြားထပ်ကဲထားသလိုဟန်ဆောင်ပေါင်းသင်းတတ်သူတွေကိုဒါနှစ်ချိုက်လေးရှိတတ်စမြဲပါလွင်ပြင်ဦးကတော့တန်ဖိုးရှိတော့အစစ်မှန် coffee ကိုဒါတန်ဖိုးတိတူတန်ပေးအပ်သွားမှာပါအဲ့ဒီအတွက် coffee အိတ်ထိုင်းရတယ်လို့ coffee ကိုယ်တိုင်နှမ်းပါတယ်ခင်ဗျာလွင်ပြင်ဦးရဲ့ value proposition က where brew with grace sip in silence here လို့အလှတရားတို့ပျော်ဝင်နေတဲ့ coffee ကိုတိတ်ဆိတ်ငြိမ်းချမ်းသောနေရာ၌တစိမ့်စိမ့်ရတာခံစားရန်ဖြစ်တာမို့တဘာဝတရားရဲ့လက်ဆောင်ကို coffee မဟုတ်အစစ်ဖြစ်တာ coffee ချစ်သူတွေလက်ထဲသို့ပေးရသွားမှာပါလွင်မြင့်ဦး coffee ဟာပြင်းဦးနေသေးတာအတွက်လက်ဆက်ကောင်းမွန်တဲ့အရေးသွေးပြည့်မီတဲ့ coffee သီးတွေကို processing အဆင့်ဆင့်မှာစိတ်တိုင်းကြစီစစ်ဖြတ်တန်းပြီးမှအယောနောကင်းစွာထွက်ပေါ်လာတာဖြစ်ပါတယ်ဟန်ဆောင်မှုတွေပေါ်တဲ့လောကကြီးအလယ်မှာရှားပါးလှတဲ့စစ်မှန်သောအရာတွေရှာဖွေဖို့လွင်မြင့်ဦး coffee တောက်ရင်တနေ့တာကိုစတင်လိုက်ကြရအောင်လွင်မြင့်ဦး coffee ကတဘာဝတရားရဲ့လက်ဆောင်ကိုပေးရသွားမှာပါခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်